နှုတ်ကပတ်တော်မသွားခင်လေးမှာဖခင်သခင်ငြိမ်သက်ခြင်းနဲ့ဝါမြောက်ခြင်းဒီတင်းနဲ့သူတင်းအိမ်ထောင်မှာတက်ရောက်ပါစေဟာလေလုယာဟာလေလုယာဟာလေလုယာအာမင်ဆိုတော့ဒီနေ့မှာတော့ဘယ်ကိုသွားခြင်းတလေဆိုတော့ကိုယ်ွယ်ခြင်းကိုသွားခြင်းပါတယ်နှုတ်ကပတ်တော်ကလည်းပဲကိုယ်ွယ်ခြင်းနဲ့သက်ဆိုင်တဲ့နှုတ်ကပတ်တော်ကိုပဲရွေးချယ်ထားတာဖြစ်ပါတယ်ဒါကြောင့်ဘဝတက်တာထဲမှာကျွန်တော်တို့ဖခင်သခင်ကိုကိုယ်ွယ်ခြင်းအစစ်မှန်ကိုပေးတော်သူဖြစ်ဖို့ရတဲ့ဒီနေ့နှုတ်ကပတ်တော်ကကျွန်တော်ကိုထပ်မံ၍နိုးစော်တတိပေးလာတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်နှုတ်ကပတ်တော်မသွားခင်မှာကိုးကွယ်ခြင်းဆိုတာအမျိုးမျိုးပုံစံရှိပေမဲ့ပုံလဲဖော်ကြပေမဲ့လည်းပဲတကယ်စစ်မှန်တဲ့ကိုးကွယ်ခြင်းကတော့ဖျားဖြစ်လို့ကိုးကွယ်နေတယ်ဆိုတော့အဲ့ဒီအဓိကအချက်လက်နဲ့တောင်ကိုးကွယ်ရတာဖြစ်ပါတယ်အာမင်ဖျားရှင်ဘုန်းကြီးပါစေဆိုတော့ကျွန်တော်ဖျားကိုကိုးကွယ်တဲ့အခါမှာလူတွေကတော့ပုံစံမျိုးစုံတယ်ပုံဖော်ပြီးကိုးကွယ်တတ်ကြတယ်အဲ့ဒီပုံဖော်ပြီးကိုးကွယ်တတ်ကြတဲ့အဲ့ဒီအမျိုးအစားအချက်လက်တွေထဲမှာနံပါတ်1ချက်ပေါ့နော်အခြေခံတရားအနေနဲ့ကပါလဲဆိုလို့ရှိရင်တော့အခြေခံအချက်လက်နံပါတ်1ကပါချီးမွမ်းကိုးကွယ်ခြင်းတန်ဆင်တွေရပြဖရာကိုကိုးကွယ်ကြတာဖြစ်တယ်နံပါတ်2ကတော့အသက်တာအဖြစ်ကိုးကွယ်ခြင်းဖြစ်ပါတယ်ကျွန်တော်တို့တန်ဆင်နေနဲ့ကိုးကွယ်တာတခြင်းနေနဲ့ကျွန်တော်တို့ကိုးကွယ်တာစကလုံးနဲ့ကိုးကွယ်တာကိုးကွယ်ရတာလူတိုင်းလှုပ်တတ်ပေမဲ့အတ္တတာနဲ့ကိုးကွယ်တာကျွန်တော်နံပါတ်2ဆင်ကနည်းနည်းလေးခတ်သွားပါတယ်အဲ့အထိကိုရောက်တော့ယုံကြည်သူဖြစ်ဖို့တင့်ကိုဖရာကောင်းချီးပေးပါစေနံပါတ်3ချက်ကတော့ကျွန်တော်တို့တွေပေးလူခြင်းအဖြစ်ဖရာကိုကိုးကွယ်ခြင်းဖြစ်ပါတယ်ဟာလေလုယာဖရာရှင်ဘုန်းကြီးပါစေပေးလူခြင်းစက္ကန့်ခြင်းအနံ့ခြင်းအဖြစ်ကျွန်တော်ဖရာကိုကိုးကွယ်လို့ရပါတယ်နံပါတ်4ချက်ကတော့နှုတ်ကပတ်တော်ကိုနားထောင်ခြင်းနာခံခြင်းလက်တွေ့လိုက်လျှော့အသက်ရှင်ခြင်းအဖြစ်အသက်တာမှာကိုးကွယ်ခြင်းကိုကျွန်တော်တို့တွေသွားလို့ရတာဖြစ်ပါတယ်။နောက်ဆုံးတစ်ချက်ကတော့နံပါတ်5ဖျားဖြစ်တာကိုတိမှတ်ပြီးတော့ကိုးကွယ်ခြင်းအဲ့ဒီကိုးကွယ်ခြင်းကတော့အမြင့်ဆုံးပဲဖြစ်ပါတယ်။ချီးမွမ်းကိုးကွယ်ခြင်းထဲမှာချီးမွမ်းခြင်းနဲ့တာရီမြင့်သောအရာကတော့ကိုးကွယ်ခြင်းပဲဖြစ်ပါတယ်။ချီးမွမ်းခြင်းဆိုတာကဖျားသခင်ကျွန်တော်ပြုတဲ့ဂျေဇုတွေကိုအောက်မေ့တတိယပြုဂျေဇုတင်ခြင်းနဲ့နောက်လာမဲ့ဖျားသခင်ပြုမဲ့အမှုရာတွေကိုဂျေဇုတင်နဲ့ကြိုးဆိုဝမ်းမြောက်ပြီးတော့ကျွန်တော်အသက်တာထဲမှာဂျေဇုတင်နေခြင်းအဲ့ဒါချီးမွမ်းခြင်းဖြစ်ပေမဲ့လည်းပဲကိုးကွယ်ခြင်းကတော့ဖခင်ဂျေဇုပြုတည်ဖြစ်စေမပြုတည်ဖြစ်စေဖခင်ကောင်းကြီးပေးတည်ဖြစ်စေမပေးတည်ဖြစ်စေအစဉ်ပြေတည်ဖြစ်စေအစဉ်မပြေတည်ဖြစ်စေခံစားချက်ကောင်းတည်ဖြစ်စေမကောင်းတည်ဖြစ်စေနေကောင်းတည်ဖြစ်စေနေမကောင်းတည်ဖြစ်စေအောင်မြင်တည်ဖြစ်စေမအောင်မြင်တည်ဖြစ်စေကိုးကွယ်နေခြင်းပဲဖြစ်ပါတယ်ဟာလေလုယအဲ့ဒါကတာတဲ့စစ်မှန်တဲ့ကိုးကွယ်ခြင်းပဲဖြစ်ပါတယ်ဒီနေ့မှာတော့ဒီနေ့နှုတ်ကပတ်တော်အဖြစ်ဆက်လက်ပြီးကိုးကွယ်ဖို့ရန်အတွက်ကျွန်မအားလုံးကိုယေရှုခရစ်တော်နာမ၌ခေါ်ဖိတ်ပါတယ်ဆိုတော့ဒီနေ့နှုတ်ကပတ်တော်ရဲ့ကောင်းစဉ်ကတော့ကိုးကွယ်သောသူလို့အမည်ရတာဖြစ်ပါတယ်ကိုးကွယ်သောသူလို့အမည်ရတာဖြစ်ပါတယ်ယောရှုမတ်စာအခန်းကြီး24အပိုင်ငယ်15ဘိုက်လေးကိုကျွန်မကရွေးချယ်ထားပါတယ်။ဒို့မဟုတ်ထာဝရဘုရားဝတ်ပြုကောင်းမှုသင်တို့ထင်ရင်မြစ်ကြီးတစ်ဖက်၌ပိုးပြီးတော့ဝတ်ပြုတော်ဘုရားသင်တို့နေရာအာမောရိပြည်သားတို့၏ဖျားများတွင်အဘယ်မီတော့ဖျားတို့အားဝတ်ပြုရမည့်အရာကိုယနေ့ရွေးကြလောငါနဲ့ငါအိမ်သားဖြစ်လင်ထာဝရဘုရားကိုတာဝတ်ပြုမည်ဟုဆိုလေတော့ဒါတော့ယောရှုပြောတဲ့စကားဖြစ်ပါတယ်ယောရှုဟာဝိညာဉ်ခေါင်းဆောင်တစ်ယောက်ဖြစ်တယ်လို့သူဟာလည်းစစ်တူရဲ့တစ်ယောက်ဖြစ်ပါတယ်ဣသရေလလူမျိုးတို့လည်းခေါင်းဆောင်တစ်ယောက်ဖြစ်တယ်သူဟာပြောမယ်ဆိုလို့ရှိရင်မောရှေရဲ့ assistant ပေါ့နော်လက်ထောက်ခေါင်းဆောင်ဖြစ်ပါတယ်ဘုရားကမောရှေကိုထောက်ပံ့ဖို့ရန်အတွက်ယောရှုကိုဘုရားကရွေးချယ်ထားတာဖြစ်တယ်ဒါကြောင့်မလို့ခေါင်းဆောင်ပြောက်ရဲ့အရေးချင်းမှာယောရှုကအလွန်ပြေဝတာဖြစ်ပါတယ်ဆိုတော့ဒီမှာယောရှုကဣသရေလလူမျိုးတွေကိုပြောရတာအကြောင်းရင်းကရှိပါတယ်။ဘာကြောင့်လဲဆိုတော့ဣသရေလလူမျိုးတစ်ချိန်တစ်ခါတော့ကအေဂဒိုပြည်မှာဂျုံခံတဲ့အခါမှာဧည့်တဲ့အာကနှုတ်နေနဲ့နေခဲ့ရတဲ့အချိန်တကြွတနိုင်ငံသားကဲတို့နေရတဲ့အချိန်ဣသရေလလူမျိုးတွေရာစုနှစ်ပေါင်းအလွန်ကြာခဲ့တာဖြစ်ပါတယ်။အဲကြောင့်မလို့သူတို့တွေကသူများရဲ့နိုင်ငံမှာသူများရဲ့မြေမှာသူများရဲ့ရေလေးကိုတောက်ပြီးရှူပြီးတော့သူတို့တွေဟာသူများရဲ့အလေးအထားမှာကျင်လဲတဲ့နှစ်ပေါင်းမှာအလွန်ကြာတဲ့အခါမှာယောရှုကတနေ့မှာတော့ဖခင်ကသူ့ကိုမောရှေနဲ့ရနေပြီးတော့ယောရှုကိုခွဲခန့်မှတ်တာပြီးဦးဆောင်လာခိုင်းတဲ့အခါမှာပြန်ထလာခိုင်းတဲ့အခါမှာတော့သူ့အနေနဲ့ပြက်ပြက်တတဦးဆောင်ဖို့ရန်အတွက်အချိန်ရောက်လာပြီဖြစ်တယ်ဒီခန်းကြီး24အပိုင်ငယ်15မှာတော့ယောရှုကပြက်ပြက်တတပြောလာတယ်ဘယ်အကြောင်းအရာနဲ့ပတ်သက်ပြီးပြက်ပြက်တတပြောလာဆိုကိုးကွယ်ခြင်းနဲ့သက်ဆိုင်တဲ့အမှုအရာပေါ်မှာပြက်ပြက်တတပြောလာတယ်ဒါကြောင့်မိတ်ဆွေတင့်ကိုဒီနေ့ခွန်အားပေးချင်တာပါလဲဆိုတော့ကိုးကွယ်ခြင်းဆိုတာတိတ်ကိုတန်ဖိုးကြီးသလို
ကိုးကွယ်ခြင်းအလွန်တကူပါတော့လက်နက်ဖြစ်ပါတယ်အာမင်ကျွန်တော်သိတာချီးမွမ်းခြင်းလက်နဲ့ကျွန်တော်သိတာဆုတောင်းခြင်းလက်နဲ့လို့ကျွန်တော်တိကျပြီးမလဲတကယ်ကိုးကွယ်ခြင်းလက်နဲ့ကိုလေဒီနေ့မှလည်းရရှိဖို့ရတဲ့တင့်ကိုဒီနှုတ်ကပတ်တော်အဖြစ်ဖခင်ကောင်းချီးပေးပါစေဟာလေလုယာဆိုတော့ဒီမှာတော့ယောရှုပြောပါတယ်မင်းတို့တွေအေဂုတ်တုပြည်မှာကြုံခံတဲ့အခါမှာမိကြီးတစ်ဖက်မှာရှိနေတဲ့တခြားသောသူတွေရဲ့ဖခင်တွေအဲ့ဒီအလေးထားအဲ့ဒီကျင့်ဆောင်မှုအဲ့ဒီအသွာလာနေထိုင်မှုတွေတို့အကုန်လုံးဖြတ်ချခဲ့ပါဟာလေလုယာဘာကြောင့်လဲဆိုအရှိမဖခင်ပြုမဲ့အမှုကအလွန်များသလိုအလွန်ကြီးတာဖြစ်တယ်မင်းတို့မြင်ရမယ်မင်းတို့ကြားရမယ်ဒီဟာမသွားခင်ဒီရဲ့တိုက်ပွဲမစင်နွဲခင်တိုက်ပွဲနဲ့သက်ဆိုင်တဲ့အောင်မြင်မှုမရောက်ခင်မှာတော့ကိုးကွယ်ခြင်းအမားတွေကိုဖျက်ချခဲ့ပါလို့ယောရှုကဆိုလိုခဲ့တာဖြစ်ပါတယ်ဒါကိုပြောချင်တာဖြစ်ပါတယ်အဲကျွန်တော်ဘဝအသက်တာထဲမှာလေကောင်းကြီးမရခင်တိုက်ပွဲမစခင်အောင်မြင်မှုကျွန်တော်မရခင်မှာအရင်ဆုံးကျွန်တော်ဘာလုပ်ရမလဲကိုးကွယ်တော်သူဖြစ်ရမယ်ဟာလေလုယာဟာလေလုယာတဲ့ရခန္ဓာစိတ်ဝိညာဉ်ကိုကိုးကွယ်ခြင်းကဖြစ်စွတ်ပါစေပြေဝပါစေအာမင်ဆိုတော့ဒီမှာလေယောရှုကပြောတယ်ငါနဲ့ငါအိမ်တွေသားတော့ဖခင်ကိုပဲရွေးချယ်မယ်ဟာလေလုယာဖခင်ကိုပဲကိုးကွယ်မယ်အဲ့ဒီခါမှာယောရှုဆိုတဲ့ခေါင်းဆောင်ရဲ့ပြတ်သားစွာရွေးချယ်မှုနဲ့မှတ်တရက်ခြင်းပေါ်မှာနောက်မှာရှိနေတဲ့လူတွေကြားပြီးမြင်တွေ့တဲ့အခါမှာလေသူတို့ကလည်းပဲငါလည်းပဲဖခင်ကိုပဲကိုးကွယ်မယ်ငါလည်းခြားတော့ဖခင်ကိုပဲကိုးကွယ်မယ်ငါအိမ်သားလည်းဖခင်ကိုကိုးကွယ်မယ်အခြားတော့ဖခင်ကိုကိုးကွယ်ခြင်းဆိုတဲ့မာယွန်းတော့ကိုးကွယ်ခြင်းအဲ့ဒီအပြစ်ငါတို့ဘဝငါတို့အတ္တငါတို့မိသားစုငါတို့အိမ်ထောင်ထဲမှာမရှိပါစေနဲ့ဆိုပြီးတော့လေရဲဝတ်စွာကိုးကွယ်ခြင်းရစ်ပလင်ကိုကောင်းဆောင်ယောရှုနဲ့တူနှုတ်အားဖြင့်စတင်တည်လာကြတာဖြစ်ပါတယ်ဟာလေလုယာဖခင်ရှင်ဘုန်းကြီးရဲ့မင်္ဂလာရှိပါစေအာမင်ဖခင်ဘုန်းကြီးပါစေဆိုတော့ယောရှုကဒီနှလုံးသားတွေကိုရိုက်ချိုးပေးရတယ်အဲ့ဒါပါလဲဆိုလို့ရှင်တော့မာယွန်းဆိုတာကိုးကွယ်တဲ့နှလုံးသားနှုတ်ကပတ်တော်ကပြောတယ်စိတ်နှလုံးအပြည့်ရှိတိုင်းနှုတ်မှတ်တတ်တယ်လို့ပြောတယ်နှုတ်မှတ်တဲ့အခါမှာအမှုအကျင့်နဲ့ဟန်ပန်ကလည်းလိုက်သွားတာဖြစ်တယ်။ဒါကြောင့်မလို့ယောရှုကဒီစိတ်နှလုံးကိုရိုက်ချိုးတဲ့အခါမှာလေသူ့အနေနဲ့အယမ်းခက်ခဲတာဖြစ်ပါတယ်။ဒီကျွန်တော်ယုံကြည်တယ်ကိုးကွယ်တာမကိုးကွယ်ဘူးလား။တကယ်ဖះကိုချစ်သလားမချစ်ဘူးလား။ဖះကိုကျွန်တော်တို့တကယ်ပဲချင်းကပ်သလားမချင်းကပ်ဘူးလား။အစီအစဉ်မှာကျွန်တော်တကယ်ပါဝင်သလားမပါဝင်ဘူးလား။စိတ်ရောပါရဲ့လား။ကျွန်မပြောချင်ပါတယ်စိတ်ပါလက်ပါဖះကိုကိုးကွယ်ပါ။ကောင်းကြီးလိုက်လာမယ်ဟာလေလုယာစစ်မှန်ဆိုကိုးကွယ်ခြင်းရဲ့နောက်ွယ်မှာဘာစီးစင်းလာဆိုကိုးကွယ်ခြင်းနဲ့သက်ဆိုင်တဲ့ကောင်းကြီးမင်္ဂလာတွေစီးစင်းလာတာဖြစ်တယ်အဲ့ဒီတန်ဖိုးကမနှဲဘူးနော်မိတ်ဆွေဟာလေလုယာဒါကြောင့်ကျွန်တော်ဝိညာဉ်ရမှာလေကျွန်မပြောပြချင်တယ်မိတ်ဆွေမူလို့မရပါဘူးကျွန်တော်ယုံကြည်သူကလေအယမ်းမူတာအယမ်းမူတာဒါကြောင့်နာမည်တော်မှမူနှွဲလို့တောင်ကျွန်တော်မဲ့ရမလားမသိဘူးနော်ဒီနေ့ကျွန်တော်တို့အသက်တာထဲမှာလေဝိညာဉ်ရမှာလေမမူပါနဲ့အာမင်ဝိညာဉ်ရမှာလေသင်ကလေပြက်ပြက်တသားသွားကိုသွားရမယ်တချို့တွေဝိညာဉ်ရမှာအရန်ပဲများတာရှိတယ်နားလေပါသလားချစ်တော်ညီကောင်မောင်နှမရောက်ချင်းစီတိုင်းသင်ပြုံးနေပြီလို့ကျွန်မယုံကြည်တယ်ကျွန်မထင်ပါတယ်ယုံလဲယုံကြည်တယ်ဝိညာဉ်ရမှာဒီထဲမှာပဲများတယ်လို့ရှိလို့ရှိရင်ပဲပဲများပါနဲ့ပြန်ပါအာမင်ဝိညာဉ်ရမှာသင်ပဲများဆိုသင်ဘာမှမရအောင်ပဲရပါမှာအဝယ်ဖက်လက်ရဖက်ကိုပြောပါပဲများလို့ရှင်ဘာပဲရမလဲပဲရပဲရမယ်နော်ဆိုတော့ကျွန်တော်ကလေယောရှုကဲလို့ပဲကျွန်တော်မတ်တက်ရက်ဖို့လိုတယ်ကိုးကွယ်ခြင်းမှာပြစ်တဲ့သားကျွန်တော်ရက်တည်ဖို့လိုအပ်တယ်ယောရှုကတိုက်ပွဲမစခင်မှာအောင်ပွဲမစခင်မှာကောင်းဆောင်အရေးချင်းတယောက်သူ့မှာရှိတော်လဲပဲလေအဲ့ဒီအရေးချင်းသူအားမကိုးဘူးသူကိုးကွယ်ခြင်းကိုသူအားကိုးတာအောင်မြင်ခြင်းမလာခင်မှာအရင်ကိုးကွယ်တော်သူလေဖခင်ကရှာတာဖြစ်တယ်ဟာလေလုယာအာမင်အာမင်အာမင်တင့်ကိုဖခင်ကောင်းချီးပေးပါစေအာမင်ကြဲထူနိုင်ပါစေဆိုတော့ငါတော့ဖခင်ကိုပဲဝတ်ပြုမယ်ငါတော့ဖခင်ကိုပဲကိုးကွယ်မယ်ဒါဆိုလို့ရှိရင်ကျွန်တော်တက်တာထဲမှာကျွန်တော်တို့ယောရှုကဲလို့ပဲကောင်းဆောင်ဝိညာဉ်ကောင်းဆောင်ဖြစ်တဲ့ယောရှုကဲလို့ပဲကျွန်တော်ပြတ်သားဖို့လိုအပ်တယ်ကျွန်တော်တက်တာထဲမှာလည်းကောင်းကြီးမရချင်တဲ့လူမရှိပါဘူးကောင်းကြီးလိုချင်ကြတဲ့လူတွေကြီးပါပဲကောင်းကြီးဆိုလို့ရှိရင်တော့အတန်ကျေဆုံးယေရှုနာမနဲ့တိမ်ပိုက်တဲ့ဆိုတဲ့လူတွေကြီးပါပဲဟုတ်ပါတယ်နော်ဟုတ်ပါတယ်နော်အသင်ကိုပဲပြောနေတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဝိညာဉ်ရမှာလေခဏစကားကိုပြန်ကောက်မယ်ဆိုလို့ရှိရင်ကျွန်တော်ကလည်းပြတ်သွားဆိုရက်တည်ဖို့လိုတယ်ဝိညာဉ်ရနဲ့ပတ်သက်လို့ရှိရင်ဖခင်ကဘယ်တော့မှမပြတ်တာမလုပ်ဘူးမပြတ်မသားဘယ်တော့မှမလုပ်ဘူးဖခင်ကမပြတ်မသားဘယ်တော့မှမချန်ခဲ့ဘူး
နားလည်လို့ဖခင်ကောင်းချီးပေးပါစေဘာကြောင့်လဲဝိညာဉ်ရဲ့မှာမပြတ်မသားလို့ရှင်စာရီတဘောဝင်လာတယ်လို့ဖြစ်တယ်စာရီတဘောကပဲဆိုအရှုံးကနေရာယူသွားနိုင်တယ်ဒါကြောင့်မလို့ဖခင်သခင်ကဝိညာဉ်ရဲ့ဆိုမပြတ်မသားဘယ်တော့မှမလုပ်ဘူးပြည့်ပြတ်တာလုပ်တယ်အာမင်အောင်ပွဲလည်းပြည့်ပြတ်တာပဲပေးတယ်ကောင်းကြီးဆိုလည်းနှမျောတွန့်တွန့်ချင်းမရှိဘဲနဲ့ကိုပေးတော့ဖခင်ဖြစ်တယ်ဟာလေလုယာဒါကြောင့်မလို့ကိုးကွယ်ပါကိုးကွယ်ခြင်းကတင့်တက်တာထဲမှာရှိဖို့ရှိရမယ်လက်နက်ဖြစ်တယ်ချီးမွမ်းခြင်းအာထတနာဂျေဇုတင်တယ်စွတ်တောင်းခြင်းမှာအာထတနာဂျေဇုတင်တယ်ဒီလိုပါပဲကိုးကွယ်ခြင်းမှာအာထတန်တော်သူများဖြစ်ဖို့တင့်ကိုဖခင်သခင်ဒီနေ့နှုတ်ကပတ်တော်ပဲစကားပြောနေတာဖြစ်ပါတယ်အာမင်ဝိညာဉ်ရေးရမှာပြတ်သားတော်သူရဲ့အသက်တာထဲမှာဖခင်သခင်ကလည်းလေအောင်ပွဲကြီးပေးတာဖြစ်တယ်အာမင်ဘုရားပြောတော့ဝိညာဉ်မှာပဲများလို့မရဘူးပဲများလို့မရဘူးဖခင်ကခိုင်းနေဆိုရင်လှုပ်လိုက်ပါတင်မလှုပ်ဘူးဆိုရင်သူများလှုပ်သွားလိမ့်မယ်အဲ့ဒီအချိန်ကိုတင်ပြတော့မှပြန်ရမှာမဟုတ်ဘူးကုစားလို့လည်းမရဘူးကုသလို့လည်းမရဘူးအစားထိုးလို့လည်းမရဘူးပြန်ဝယ်လို့လည်းမရဘူးဖခင်ခိုင်းတဲ့အချိန်မှာတင်လှုပ်ပါလှုပ်ချင်တယ်လို့မလှုပ်ချင်တယ်လို့ပဲများလို့မရဘူးမူလို့လည်းမရပါဘူးကျွန်တော်ပြောချင်တယ်ဒီနေ့မှာလေဝိညာဉ်ရမှာလေဝိညာဉ်မာနဆိုတာမရှိဘူးเนาะမာနဝိညာဉ်ပဲရှိတယ်မာနရဲ့ဝိညာဉ်ကျွန်တော်နားလဲမှာဝိညာဉ်မာနကြီးတယ်ဝိညာဉ်မာနကြမဟုတ်ဘူးတကယ်တော့မာနရဲ့ဝိညာဉ်ကသူ့ကိုလှည့်စားနေတာဒါကျွန်တော်တတိထားဖို့ဖြစ်တယ်မာနဝိညာဉ်ထားမိလိုက်တာနဲ့တင့်တယ်မာနကြီးလိုက်ရတဲ့မာနရဲ့ဝိညာဉ်ကတင့်ကိုအသုံးပြုသွားနေတယ်တတိထားရမယ်အလွန်အန္တရာယ်များတယ်ဒါဆုံးရှုံးခြင်းကိုပဲတွားနေတဲ့အရာပဲဖြစ်တယ်အဲ့အသက်တာကအလွန်ကြောက်ဖို့ကောင်းတယ်ဖျားခဲ့လို့မရကိုယ်တိုင်ချိုးဖက်ရတာယောရှုကအဲ့လိုချိုးဖဲတာဣသရေလလူမျိုးတွေသူခေါင်းဆောင်တယ်သူပြတ်သားရမယ်အာမင်အဲ့ဒီပြတ်သားခြင်းဖခင်ရဲ့နောက်ကွယ်မှာနော်တခြားတော့ဖခင်ကိုဒူးမထောက်ပဲနဲ့နတ်ရုပ်တုကိုပယ်ရှားခြင်းဘာလာဖခင်တို့ကိုချိုးဖျက်ခြင်းအဲ့ဒီရဲ့မာမနာဇာတိတဘောတို့ရိုက်ချိုးခြင်းအဖြစ်ခေါင်းဆောင်ယောရှုမောရှေမတိမ်ပိုက်နိုင်ခဲ့တဲ့မြစ်ကြီးတစ်ဖက်ကနေမြေတီတီကိုတိမ်ပိုက်နိုင်ခဲ့တဲ့တမိုင်းဝင်ခေါင်းဆောင်ကြီးတစ်ခုတယောက်ဖြစ်လာတာဖြစ်တယ်အာမင်ဟာလေလုယာတင့်ကိုဖခင်တခင်အဲ့လိုမျိုးအသုံးပြုခြင်းတယ်ဒါကြောင့်ဖခင်ခိုင်းတဲ့အခါမှာတင်ပဲမများပါနဲ့တင်လှုပ်ပါတင်မလှုပ်ဘူးဆိုလို့တခြားလူလှုပ်တော့မယ်အဲ့ဆိုအကျိုးရလကပါဖြစ်သွားမယ်တင်လှုပ်မဲ့အရာလှုပ်လို့ရမဲ့ကောင်းကြီးကိုတပါးတော်သူကရသွားလိမ့်မယ်တင်လှုပ်ဆောင်ခြင်းအဖြစ်နာခံခြင်းအဖြစ်လိုက်လျှောက်ခြင်းအဖြစ်ရောက်မဲ့အဲ့ဒီအရက်ကိုတပါးတော်သူကအရင်ရောက်သွားလိမ့်မယ်ကျွန်တော်ပြောချင်တယ်စီးပွားရေးလူမှုရေးဝိညာဉ်ရေးရအဲ့အရာတွေကလေတချို့အရာတွေပေါ့နော်ဖျားဆွဲတင်မှာရောက်လို့ရတဲ့အရက်ဆိုတာရှိတယ်ကိုရိုးကိုတင်လို့မရအောင်တချို့တွေကကိုမသိကိုရိုးကိုတင်ကြတယ်အကောင်းစားဝတ်စားတွေနေပုံထိုင်ပုံတွေနဲ့အလာပါတွေပတ်စံတွေနဲ့နော်လူအသုံးဆောင်ပစ္စည်းနဲ့ကိုရိုးကိုတင်ကြတယ်တင်လို့မရပါဘူးယုံကြည်သူများတတိထားပါပိုတော်ပြုတ်ကျသွားမယ်ချစ်တော်ညီကောင်မရောက်ချင်းစိတ်တိုင်းဘုရားရှိခိုးနှိမ်ချပါဘုရားချီးမြှောက်လာလိမ့်မယ်အာမင်ဘုရားရဲ့ချီးမြှောက်ခြင်းကိုခံစားခြင်းနဲ့ဆိုလို့ရှိရင်ဘုရားရှိခိုးနှိမ်ချပါအာမင်ဟာလေလုယာကိုရိုးကိုသာမတင်ပါနဲ့ဖယားကတာလဲဆွဲတင်လို့ရမယ်အရက်ရှိတယ်ကိုမမီနိုင်ဘူးချစ်တော်ညီကောင်မရောက်ချင်းစီတိုင်းဖယားဆွဲတင်မှမီတဲ့အရက်ဆိုတာရှိပါတယ်ဒါကြောင့်ချင်းတရုပ်ဆိုစကားမပြီးတာခွန်းလို့ပြပါနော်ဖယားဆွဲတင်မှမီတဲ့အရက်ဆိုတာရောက်ရမယ်အရက်ဆိုတာရှိတယ်ဖယားကောင်းကြီးပေးမှကောင်းကြီးမင်္ဂလာဖြစ်တာရှိတယ်တချို့ကကောင်းကြီးလို့ပြောမယ်မင်္ဂလာမဖြစ်ဘူးကောင်းကြီးလည်းမဖြစ်ဘူးခဏလေးနဲ့ပျောက်သွားတာချက်ပြောင်းငက်ပျောက်သွားတယ်တချို့တွေကမသိဘူးအရှိရကျွေးကြော်တယ်ဒါပေမဲ့ဖယားမနစ်တဲ့အတ္တရှိတဲ့ခါမှာဘာဖြစ်သွားဆိုတော့ပလိုင်းပေါင်းနဲ့ဖားကောက်တို့ဖြစ်နေတယ်အဲ့လေးတွေကလေအကြီးရှင်ဆုံးရှုံးနေတာအရင်ရောအမျိုးတစ်ခါတော့ပါသွားတာအကျွန်တော်ပြောချင်တယ်ဖယားခိုင်းပြီဆိုလို့ရှိရင်လှုပ်ပါမမူပါနဲ့ပဲမများပါနဲ့တင်မလှုပ်တခြားသူလှုပ်သွားမယ်တင်ခံစားမဲ့ကောင်းကြီးသူများရသွားလိမ့်မယ်တချို့တွေကြောက်လေဖယားသွားခိုင်းတာရှိတယ်ဖယားသွားခိုင်းတယ်သူမသွားဘူးသူမသွားရကြမလို့သူ့အရင်ဖယားသခင်ထားခြင်းတဲ့လူဖယားထားလိုက်တာအနောက်မှရောက်လာပြီမဲ့ဖယားသူ့ကိုသူ့ရဲ့ရှေ့မှာထားလိုက်တာရှိတယ်နော်ကျွန်တော်တို့အဲ့ဒါတတိထားဖို့ရအတွက်ဖြစ်တယ်ဖယားသွားခိုင်းရင်သွားပါဖယားဆုတောင်းခိုင်းရင်ပါလေတောင်းပါတကောင်ရင်အိတ်မပြောဘူးမိုးလင်းပါဖုန်းပုတ်တာတက်ရှိလာဒီထဲမှာမိုးလင်းပါဖုန်းပုတ်တာထက်လေဖုန်းနဲ့ချစ်ကြည်ရေးဝင်နေတာထက်လေဖယားနဲ့ချစ်ကြည်ရေးဝင်တော်သူဖယားရှာဟာလေလုယာအာမင်တကောင်ရန်ထိမအိတ်မနေတဲ့အထိနှုတ်ကပတ်တော်ကိုစင်ကြီးဖယားတန်ကိုနားဆွန့်တယ်ဒီလောက်မင်္ဂလာရှိဖယားကလက်ကိုရနေကောင်းကြီးပေးချင်တယ်အခုကဘာဖြစ်လဲကိုပဲလက်ရပါကြောင့်ဖုန်းပုတ်တာမတောက်လျှောက်မအားနိုင်
အလုပ်လဲဖုန်းနဲ့ပဲလုပ်တယ်ကိုယ့်ရဲ့စိတ်ကြေနဲ့ဘူးလဲဖုန်းထဲကနေရှာတယ်နော်အပါကောင်းကြီးမင်္ဂလာဘလို့ရှိမှလဲဖခင်ဆုတောင်းခိုင်းရင်ဆုတောင်းပါနောက်တစ်ခုဖခင်အသင်ကိုချစ်ခိုင်းတယ်ဆိုရင်သင်ချစ်ပါအာမင်ချစ်တယ်လို့မချစ်တယ်လို့မလုပ်ပါနဲ့ပြောပြီးပြီနော်ဖခင်ဟာပြတ်သားတော့ဖခင်ဖြစ်တယ်နူးညံ့တိမ်မွေ့တာကျွန်တော်သိတယ်စိတ်ရှိတာသိတယ်ကျွန်တော်သိချစ်တယ်ဆိုတော့ကျွန်တော်သိတယ်ကျွန်တော်ကောင်းချီးပေးချင်တယ်ကျွန်တော်သိတယ်ဒါပေမဲ့လေဖခင်ကကျွန်တော်ပြန်ချစ်ခိုင်းတဲ့ချိန်ရှိတယ်ဖခင်ချစ်ခိုင်းတဲ့အောင်ချစ်ပါဖခင်ချစ်ခိုင်းတဲ့လူကိုချစ်ပါနံပါတ်1ဖခင်ချစ်ခိုင်းတဲ့အရာကိုလည်းချစ်ပါဖခင်ချစ်ခိုင်းတဲ့နေရာကိုလည်းချစ်ပါအာမင်ဟာလေလုယာမင်္ဂလာရှိပါတယ်တချို့ကချစ်တယ်လို့မချစ်တယ်လို့တအားလုပ်တတ်တာအဲ့ဒါပါလို့ဆိုပဲများတာမူတာချစ်လားဆိုလည်းမဟုတ်မချစ်လားဆိုလည်းမဟုတ်လိုလားဆိုလည်းမဟုတ်မလိုလားဆိုလည်းမဟုတ်ဖာတိပါတာကိုတပိုးတဲ့နဲ့အသက်ရှင်လို့မရပါဘူးဝိညာဉ်ရေးရမှာအလွန်ပဲဒါကလည်းအတကြီးတာဖြစ်သွားပြီချစ်တော်ညီကောင်မရောက်ချင်းစီတာအထီးကျန်တယ်ဆိုတော့ဘာလဲတလားကိုချစ်လို့ဖះချစ်ခိုင်းတဲ့အရာကိုမချစ်တဲ့အတွက်ကြောင့်ဖះချစ်ခိုင်းတဲ့လူကိုမချစ်တဲ့အတွက်ကြောင့်လို့ဖះချစ်ခိုင်းတဲ့အရာကိုမချစ်တဲ့အတွက်ကြောင့်ဖះသွားခိုင်းတဲ့နေရာကိုမသွားတဲ့အတွက်ကြောင့်ဖះဆုတောင်းခိုင်းတဲ့အချိန်မှာမတောင်းတဲ့အတွက်ကြောင့်ဖះမိတ္တအားရပြုခိုင်းတဲ့မှာမပြုတဲ့အတွက်ကြောင့်လို့ဖះကတင့်ကိုလေခိုင်းတဲ့အရာတင်မလုပ်တဲ့အတွက်ကြောင့်တင်အထီးကျန်သွားတာဘဒုအပြစ်မှမဟုတ်ဘူးပြောပါကျွန်တော်ကျမရဲ့အပြစ်ဒါကြောင့်လို့ဝိညာဉ်ရမှာအထီးကျန်သွားတယ်ဆိုတာလေမိန်းကလေးဆိုအမကျန်တာပေါ့ယောက်ျားဆိုအထီးကျန်သွားတာပေါ့ဘာကြောင့်မှမဟုတ်ဘဒုကြောင့်မှမဟုတ်ကိုကြောင့်ဖျားခိုင်းတဲ့ခါမှာအတန်ကိုကြားပြီးဘာမှမလုပ်တာအဲ့ဒါကြောင့်မဝိညာဉ်မှာလေဘာဖြစ်သွားလဲဆိုတော့ဗိုက်တမင်ချိုးတဲ့သွားရက်ပရိုစီဖြစ်သွားတာအထီးကျန်သွားတယ်ဆိုတော့ဒါတွေပေါ့ကျွန်မခွန်အားပေးချက်နေမိစေတင်းရဲ့ဝိညာဉ်ရအာယုံခံမှုကိုလေစာတီးနဲ့ခံလို့မရဘူးစာတီးနဲ့တာဖြည့်ရှင်းပြီးတော့အာယုံခံပြီးအရသာခံပြီးသွားမယ်ဆိုရင်တင်းရဲ့ဝိညာဉ်ရဆက်ပြီးအထီးကျန်တယ်ကဘာပါကြံသွားမယ်အထီးကျန်တဲ့ကဘာပါကြံသွားမယ်နားလဲပါသလားနှုတ်ကပတ်တော်ဖြစ်တင့်ကိုဒီနေ့ပြတ်သားစွာဝင်ငါခွန်အားပေးခြင်းနဲ့မမူပါနဲ့ဝိညာဉ်ရမှာအာမင်မမူပါနဲ့နှွဲ့မူလည်းမလုပ်ပါနဲ့မူနှွဲ့လည်းမလုပ်ပါနဲ့နော်ဝိညာဉ်ရမှာတင်ပေးများနေတဲ့အချိန်မှာတခြားသောသူတွေကတင်တိမ်ပိုက်ရမယ်ဖျားပေးမဲ့အရာတင့်အတွက်ဖျားထားတဲ့အဲ့ဒီရဲ့ plan တွေအကုန်လုံးတပါးတို့ကတိမ်ပိုက်သွားလိမ့်မယ်ဒါကြောင့်ကျွန်တော်တို့ကဗာလဲဖျားရှိမှာပြတ်သားစွာချစ်တဲ့အကြောင်းဖះချစ်ခိုင်းအောင်ချစ်တဲ့အကြောင်းကျွန်မပြောမှာတချို့တိတ်ကြီးများတာဝိညာဉ်ရမှာကြီးများလို့မရဘူးချစ်တော်ညီကိုမောင်မရချင်းစီတိုင်းဒါကိုနားမလည်တဲ့အခါမှာမိမိပြန်ဆန်းစစ်ပါဖះကြောင့်သွားချင်သလားမသွားချင်တာကြီးများနေတာကျွန်တော်တို့စက္ကတ်ချင်တယ်မစက္ကတ်နဲ့ကျွန်တော်ကြီးများနေတာကျွန်တော်ချစ်သလားမချစ်သလားကြီးများနေတာချစ်တော်ညီကိုမောင်မရချင်းစီအောင်တင်မယ်ရှုံးမှာဖြစ်တယ်ဒါကြောင့်ယောရှုကတော့ဒီလိုပြောတယ်မင်းတို့ဧကတုတ်ပီမှာကြံရစ်ခဲ့တုံးကရှိခဲ့တုံးကကိုယ်ွယ်မှုတယ်တခါနေကျတချို့သောသူတွေကဘလို့ဖြစ်တတ်တယ်လဲဆိုလို့ရှိရင်ကြာလာတဲ့အခါမှာအယောင်မှာရောလာတတ်လို့လေဒါကြောင့်ရောရှုရပါလေထိတွေ့ခိမိလိုက်တဲ့အရာမထင်မဲ့ပဲနဲ့ထိတွေ့ခက်လိုက်တဲ့ကိုယ်ွယ်မှုတွေအလေးအထားလေးတွေဧကတုတ်ပီရဲ့အလေးအကျင့်လေးတွေခြံထားခဲ့ဖះကိုပဲကိုယ်ွယ်ပါငါနဲ့ငါအိမ်သူအိမ်သားတော့ဖះကိုပဲကိုယ်ွယ်မယ်ဘာကြောင့်လဲအရှိမသိမ့်ပတ်ရမယ့်အရာတွေရများတယ်ဟာလေလုယာအရှိမသိမ့်ပတ်ရမယ့်အရာတွေအလွန်များတဲ့အတွက်ကြောင့်မလို့အခုဘာမှမတိုက်ခင်ဘာမှမစခင်ကိုးကွယ်မှုနဲ့ရောရှုရင်စတယ်နားလဲတယ်ဘုရားတင်ကိုကောင်းကြည့်ပေးပါစေဒါကြောင့်တော့အတ္တတာထဲမှာဘဝထဲမှာမိသားစုထဲမှာအသင်းတော်ထဲမှာကိုးကွယ်ခြင်းနဲ့စဖို့တင့်ကိုဖရားတခင်နိုးဆော်နေတယ်အာမင်တင်းရဲ့အိမ်ထောင်တင်းရဲ့အတ္တတာတင်းရဲ့အနာဂတ်ကိုကိုးကွယ်ခြင်းနဲ့စပါတင်းရဲ့အသင်းတော်ကိုလည်းကိုးကွယ်ခြင်းနဲ့စပါကိုးကွယ်ခြင်းလက်နက်ကိုအပြည့်ယူပါဟာလေလုယာကိုးကွယ်ခြင်းနဲ့သက်ဆိုင်တဲ့ချီးမြှောက်ခြင်းအသက်တာတွေတင့်သက်တာတွေမှာရောက်ရှိလာမယ်အာမင်ဒါမှမဟုတ်ဆိုတင်နောက်ကျကြံခဲ့လိမ့်မယ်ဒါပြရောရှုကတော့ဘယ်လဲသူလူအများကြီးဦးဆောင်ရတယ်လေတယောက်တည်းဆိုထားလိုက်တော့တချို့တွေကျွန်တော်တို့နားလဲကြမှာပါနော်ကိုသားသမီးကိုရဲ့အိမ်ထောင်ကတော့ဦးဆောင်ရခတ်တာလေ2ယောက်3ယောက်တော့ဦးဆောင်ရခတ်တာဒါရောရှုကပဲလူရာထောင်ကြီးဦးဆောင်ရတာလေနော်အများကြီးဦးဆောင်ရတာသူဖြတ်သားရတယ်ဝိညာဉ်ရေးရလဲဒီလိုပဲဖြတ်သားရတယ်အာမင်ဟာလေလုယာဒါကြောင့်မလို့ငါတော့ဝတ်မပြုဘူးဝတ်ပြုမဲ့သူရှိလို့ရှိရင်ကြံခဲ့ငါတော့ဝတ်မပြုထာဝရဘုရားကဝတ်ပြုမယ်ဟာလေလုယာအဲ့ဒီခါမှာအချို့သောသူတွေကဘာဖြစ်လဲဆိုချက်ချင်းပဲ
ယောရှုကဲ့သို့လိုပဲထာဝရဘုရားကိုပဲရွေးချယ်လာကြတယ်အာမင်ဖခင်ကိုပဲရွေးချယ်လာကြတယ်တစ်ချိန်လုံးခါတော့ကတပါတော်သူရဲ့နိုင်ငံမှာဧည့်သည်အာဂန်တို့ဖြစ်တကြွတနိုင်ငံသားဖြစ်နေခဲ့ပေမယ့်အခုတော့ထာဝရဘုရားကိုရွေးချယ်တဲ့အတွက်ကြောင့်မပါဖြစ်သွားမယ်ဖခင်ရဲ့အိမ်သူအိမ်သားဖြစ်ရတဲ့အခွင့်ကိုရတယ်ဒါဘာနဲ့စတယ်လဲကိုးကွယ်ခြင်းကနေစတာဖြစ်တယ်ဒါကြောင့်လို့ကိုးကွယ်ခြင်းကဖခင်သခင်အိမ်သူအိမ်သားဖြစ်ရတဲ့အခွင့်ကိုပေါင်းစည်းစေတာဖြစ်တယ်ဧဘအခန်းကြီးနဲ့အပိုင်ငယ်19မှာထို့ကြောင့်သင်တို့ဒီတကြွတနိုင်ငံသားမဟုတ်ဧည့်သည်လည်းမဟုတ်တတ်ရှင်းသူတို့ရဲ့အမျိုးသားချင်းဖြစ်ကြ၏ဖခင်သခင်အိမ်တော်သားလည်းဖြစ်ကြ၏ဟာလေလုယာဟာလေလုယာဒီနေ့သင်နဲ့ကျွန်တော်ဟာကိုးကွယ်ခြင်းကြောင့်ဖခင်ရဲ့အိမ်တော်သူအိမ်တော်သားများဖြစ်ခဲ့ရတာကိုးကွယ်ခြင်းကြောင့်ဖြစ်တယ်ထိုဖခင်ကိုလည်းကျွန်တော်မကိုးကွယ်ဆိုတော့ဖခင်သခင်အိမ်သူအိမ်သားမိသားစုဖြစ်ပါမလားနော်မဖြစ်နိုင်ဘူးမာယွန်းဆိုရွေးချယ်မိလိုက်လို့ရှင်ကိုးကွယ်ခြင်းမလည်းမာယွန်းသွားတယ်ဆိုလို့ရှင်ဖခင်ရဲ့မိသားစုဝင်ဖြစ်ပါမလားအဲ့ဒီအခွင့်ရပါမလားမရဘူးဒါကြောင့်ကိုးကွယ်ခြင်းဆိုတော့လေတိတ်ကိုကြီးမားတဲ့အခွင့်အရေးကိုယူဆောင်လာပေးတာဖြစ်တယ်ဟာလေလုယာကိုးကွယ်ခြင်းဆိုတာတိတ်ကိုကြီးမားတဲ့အလွန်တန်ဖိုးကြီးတဲ့အခွင့်အရာနဲ့အရာရာကိုယူဆောင်လာပေးတာကောင်းကြီးလို့ပဲတင်လေအမြဲတမ်းပြောနေအခွင့်တွေအရာရာတွေအဲ့အရာတွေကိုလည်းပဲနေ့စဉ်တိုင်းမှာကျွန်တော်တို့တွေအမြဲတမ်းဝန်ခံဖို့ဖြစ်တယ်တတိယဖို့ဖြစ်တယ်ငါဘာအရာရာလဲငါဖယားသားသမီးငါဘယ်နေရာမှာနေရတယ်လဲဘယ်နေရာမှာဖယားငေါ့နေရာချပေးတယ်လဲငါဘုသူရဲ့မိသားစုဝင်လဲစဉ်းစားဖို့ဖြစ်တယ်အောက်မေ့ဖို့ဖြစ်တယ်တတိယဖို့ဖြစ်ပါတယ်ဟာလေလုယာအာမင်ဒီနေ့ကျွန်တော်တို့တက်တာထဲမှာဒီကိုးကွယ်ခြင်းအဖြစ်တင်းရတက်တာထဲမှာဖယားသခင်ကကိုးကွယ်ခြင်းနဲ့တက်ဆိုင်လေချီးမြှောက်ခြင်းနဲ့ချီးမြှင့်ခြင်းနဲ့အောင်ပွဲတွေတိမ်ပတ်ရမယ့်အရာတွေဖယားသခင်ကတိမ်ပတ်ရတော့ခွင့်ကိုတင်ကိုပေးပါစေအာမင်ဒီနှုတ်ကပတ်တော်ဖြစ်တင်ကိုနိုးဆော်ရတိုက်တွန်းခွန်အားပေးပါတယ်ဒါပေမဲ့အရေးကြီးတဲ့အချက်လက်တွေအများကြီးတင်ကိုပြောပါတယ်တင်းရဲ့တက်တာထဲမှာလေလိုက်လျှောက်နာခံမယ်ဆိုလို့ရှိရင်ဒီကျွန်တော်တို့လေခရီးရနဲ့ပြန်ရောက်လာတဲ့တင်းရဲ့တက်တာထူးခြားတာကျွန်တော်တို့ကိုယ်တိုင်မြင်ရလိုက်မယ်မြင်ချင်ပါတယ်ချစ်တော်ညီကောင်မရောက်ချင်စီတိုင်းတင်းတက်တာတွေထူးခြားပြီးပြောင်းလဲပြီးကိုးကွယ်ခြင်းကြောင့်အာမင်ကိုးကွယ်ခြင်းကြောင့်ဖျားပေးတဲ့အခွင့်အရေးကိုအပိုင်ရရှိအပြည့်အဝရရှိတော့အသက်တာဖြစ်ကျွန်မမြင်ချင်ပါတယ်အာမင်နှုတ်ကပတ်တော်ကိုသင်ကိုခွန်အားပေးပါတယ်ယေရှုခရစ်တော်နာမအဖြစ်သင်ကိုခွန်အားပေးပါတယ်ကောင်းချီးပေးပါတယ်ဟာလေလုယာအာမင်ကျွန်တော်အသက်တာထဲမှာချီးမွမ်းကိုးကွယ်ခြင်းတန်ဆင်စာတိုင်းနဲ့ကိုးကွယ်လို့ရတယ်နံပါတ်1ကတော့ကျွန်တော်တို့ဘာဖြစ်လဲအသက်တာထဲမှာဖျားပေးတဲ့တက်တာထဲမှာကျွန်တော်တို့ချီးမွမ်းကိုးကွယ်ခြင်းတန်ဆင်တဲ့မကောင်းဘူးအသက်တာဖြစ်လေကျွန်တော်တို့ကိုးကွယ်လို့ရတာဖြစ်ပါတယ်အသက်တာနဲ့ကိုးကွယ်ခြင်းတော့နည်းနည်းတော့ခတ်ပြီးမယ်လေဖျားနဲ့တော်လို့ရှင်လွယ်ကူပါတယ်ဒီနေ့ယောရှုပြောတဲ့ကိုးကွယ်ခြင်းဆိုတာကလည်းတန်ဆင်စာသားတွေမဟုတ်တော့ဘဲနဲ့အတ္တတာနဲ့ရွေးချယ်ပြီးဖယားကိုကိုးကွယ်ခြင်းကိုဆိုလိုတာဖြစ်ပါတယ်။ तू ဥဆောင်သွားခြင်းတာ तू ခေါ်ဆောင်သွားခြင်းတဲ့အတ္တတာပဲဖြစ်ပါတယ်။ဒါဖယားသခင်ကဣသရေလလူမျိုးတွေကိုဖယားသခင်ကမြစ်တစ်ဖက်တိမ်ပတ်ရမယ့်မြေမရောက်ခင်မှာရည်ရွယ်စေတဲ့ဘဝခီးကိုရည်ရွယ်စေတဲ့နင်စေတဲ့ရည်ရွယ်ချက်ပဲဖြစ်ပါတယ်။ကျွန်တော်တို့နံပါတ်3နှုတ်ကပတ်တော်နားထောင်ခြင်းနာခံခြင်းလက်တွေ့လိုက်လျှောက်ခြင်းဖြစ်လေကိုးကွယ်လို့ရပါတယ်နံပါတ်4ကျွန်တော်ပေးလူချင်းစက္ကတ်ခြင်းအဖြစ်လေကျွန်တော်တို့ကိုးကွယ်လို့ရပါတယ်ကျွန်တော်ပေးလူချင်းနဲ့ကျွန်တော်စက္ကတ်ခြင်းနဲ့ကျွန်တော်အစေခံခြင်းနဲ့လည်းပဲဖခင်ရှိမှကိုးကွယ်နေခြင်းဖြစ်ပါတယ်အာမင်နံပါတ်5ချက်ကတော့ဒီကျွန်တော်တို့အသက်တာထဲမှာဖခင်ဖြစ်လို့ကိုးကွယ်နေတော့အမြင့်ဆုံးသောကိုးကွယ်ခြင်းပဲပါတယ်ဒီနေ့မိတ်ဆွေဒီ9ချက်ထဲမှာသင်ရဲ့တတ်တာထဲမှာဘယ်အရာနဲ့သင်ဖယားကိုသင်ဖယားကိုသင်ကိုးကွယ်နေပါတလဲနှုတ်ကပတ်တော်ဖြစ်သင်ကိုကောင်းချီးပေးပါစေတနင်္ဂနွေရဲ့နှုတ်ကပတ်တော်တွေသင်အသက်တာနဲ့သင်အိမ်ထောင်မှာတက်ရောက်ပါစေယေရှုခရစ်တော်နာမနဲ့နှုတ်ကပတ်တော်အတွက်ကောင်းချီးပေးပါတယ်နှုတ်ကပတ်တော်ခဏလောက်ကျေးဇူးတော်ချီးမွမ်းကြရအောင်ဖဖျားကိုရောကောင်းမြတ်ပါတယ်ကိုရောချီးမြတ်ပါတယ်ဒီတစ်ပတ်လည်းကိုရောပို့ဆောင်ပေးတယ်ကိုရောသားသမီးသူတယောက်ချင်းစီတိုင်းရှိတဲ့အရာမှာကိုရောဒီကိုးကွယ်ခြင်းရှစ်ပလင်သူတို့နှလုံးသားနဲ့တီဆောက်နိုင်ဖို့စစ်မှန်စွာဖျားတကယ်နေ့တိုင်းရွေးချယ်၍ကိုးကွယ်ခြင်းနဲ့တော့ကောင်းဝိညာဉ်ရေးနဲ့တော့ပြတ်သားစွာဖျားကိုတာရွေးချယ်တော်သူဖြစ်ဖို့ဝိညာဉ်ရေးမှာဖျားတခင်ခိုင်းတဲ့အခါမှာလှုပ်ဆောင်ပြီးတော့ဖျားတခင်သွားတဲ့ခိုင်းတဲ့အခါမှာသွားတော်သူဖျားချစ်ခိုင်းတဲ့အရာကိုချစ်တော်သူဖြစ်ဖို့ဝိညာဉ်ဖျားဒီနေ့မှာကိုးကွယ်ခြင်းနဲ့သက်ဆိုင်တဲ့လှုပ်ဆောင်ခြင်းနဲ့အစီခံချက်လှုပ်ဆောင်မှုလှုပ်ရှားမှုအလုပ်ကိုအလုပ်များကိုလှုပ်ဆောင်တော်သူဖြစ်ပါမိကြောင်း
ဒီနှုတ်ကပတ်တော်ကိုကောင်းချီးပေးပါတယ်သူတို့အတ္တကိုလည်းယေရှုနာမနဲ့ဒီနေ့နဲ့ကောင်းချီးပေးပါတယ်ဂျေဇုတော်ချီးမွမ်းနေနှုတ်ကပတ်တော်ဂျေဇုတော်ချီးမွမ်းတော်နာခံလိုက်လျှောက်ကြမယ်တာမီတူကြောက်ခြင်းအတ္တတော်လည်းဂျေဇုတော်ကိုချီးမွမ်းပါတယ်ယေရှုနာမနဲ့ဂျေဇုတော်ချီးမွမ်းပါတယ်ဖခင်သခင်အာမင်တင်ကိုဖခင်ကောင်းချီးပေးပါစေဒီနေ့ဖခင်သခင်ဂျေဇုတော်ကြောင့်ကျွန်တော်လည်းနေကောင်းပါတယ်တင်လည်းနေကောင်းမယ်လို့ယုံကြည်ပါတယ်အာမင်တင်နဲ့ဖခင်သခင်သူရှိအမြဲတမ်းရှိနေပါတယ်နော်အမြဲတမ်းရှိနေပါတယ်တင်ကိုကိုွယ်ခြင်းတက်တာကိုအမြဲတမ်းဖခင်ရှင်မှာဖော်ပြပါတင်ကိုကိုွယ်နေဆိုတာကိုဖခင်ရှင်မှာအမြဲတမ်းအတ္တဖြစ်ဖော်ပြနိုင်ပါစေတတဆိုတဲ့ထမ်းမှာလက်တွေလိုက်လျှောက်ခြင်းနာခံခြင်းလှုပ်ရှားမှုတွေအကျင့်အဖြစ်ကိုယ်ွယ်ခြင်းကိုပုံဖော်ပါလို့ခွန်အားပေးချင်ပါတယ်အာမင်တရားချင်းစီတဲ့ဘုရားကောင်းချီးပေးပါစေပြန်လဲဆောင်တွေ့တည်အောင်တင်းတဲ့သူဘုရားတခင်အတူပါရှိပါစေအာမင်ဘိုင်ဘိုင်